အင်္ဂလိပ်မှာအသုံးများတဲ့ used to ရဲ့အသုံးလေးကိုပြောပြခြင်းပါတယ်အဲ့တော့ used to ကိုကျွန်တော်တို့ဘယ်လိုနေရာမှာသုံးလဲဆိုလို့ရှိရင်အတိတ်ကအချိန်တစ်ခုခုမှာကျွန်တော်တို့ဒါအစွဲအမြဲပေါ့နော်ဆွဲလန်းလန်းနဲ့ကျွန်တော်တို့လုပ်ခဲ့တယ်ပေါ့နော်တော့ပေမဲ့ယနေ့အချိန်မှာအဲ့ဒါမျိုးကိုကျွန်တော်တို့မလုပ်တော့ဘူးပေါ့နော်သို့မဟုတ်ကျွန်တော်တို့ဒီဆရာတယောက်ဖြစ်ခဲ့တဲ့ဆိုတော့အခုဆရာမဟုတ်တော့ဆရာမဖြစ်တော့ဘူးပေါ့နော်အင်ဂျင်နီယာတယောက်ဖြစ်ခဲ့တယ်ဗျာဒါပေမဲ့ယနေ့အချိန်မှာကျွန်တော်အင်ဂျင်နီယာတယောက်မဟုတ်တော့ဘူးအဲ့လိုမျိုးအခါမှာကျွန်တော်တို့ပြောချင်လို့ရှိရင်ကျွန်တော်တို့ used to ကိုသုံးပြီးတော့ပြောလို့ရပါတယ်ဗျဥပမာဆိုလို့ရှိရင် I used to like chocolate when I was young ပေါ့နော်ကျွန်တော်ငယ်ငယ်တုန်းကchocolate ကိုကြိုက်ခဲ့တယ်ဒါပေမဲ့အခုမကြိုက်တော့ဘူးလူကြီးဖြစ်လာတော့ဒါ chocolate ကိုမကြိုက်တော့ဘူးပေါ့နော်ဆိုပါတော့လေနောက်ပြီးတော့ I used to have very long hair when I was a teenager ကျွန်တော်ဆယ်ကျော်သက်ပေါ့ teenager ဆိုတာဆယ်ကျော်သက်ပေါ့နော်ကျွန်တော်ဆယ်ကျော်သက်ရွယ်တုန်းမှာကျွန်တော်မှစပင်းရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုအချိန်မှာစပင်းမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးခါမှာလဲကျွန်တော်တို့ used to ကိုသုံးပြီးတော့ပြောလို့ရပါတယ်ဗျနောက်ပြီးတစ်ခါ I used to live in Yangon when I was a high school student ဆိုတော့ကျွန်တော်ထက်တန်းကျောင်းသားဘဝတုန်းကကျွန်တော်ရန်ကုန်မှာနေခဲ့တယ်ပေါ့နော်အခုဆိုလို့ရှိရင်ရန်ကုန်မှာမနေတော့ဘူးပေါ့နော်ရန်ကုန်ကနေပြောင်းသွားပြီဆိုပါတော့လေအဲ့လိုမျိုးခါမှာလေကျွန်တော်တို့ used to ကိုသုံးပါတယ်နောက်ပြီးတော့သုံးလို့ရတဲ့အနေအထားတွေအများကြီးရှိပါတယ်ဗျနော်ကျွန်တော်တို့ used to ရဲ့အသုံးတွေကတော့အများကြီးသုံးလို့ရပါသေးတယ်ဥပမာဆိုတော့ဗျာI used to smoke last 2 years ago လွန်ခဲ့တဲ့2 နှစ်လောက်ကပေါ့နော်ကျွန်တော်ဆေးလေးတောက်ခဲ့တယ်ဆေးလေးတောက်တဲ့အကျင့်ရှိခဲ့တယ်ပေါ့တော့ပေမဲ့အခုအချိန်မှာကျွန်တော်ဆေးလေးမတောက်တော့အဲ့လိုမျိုးဆိုလို့ရှိရင်လေကျွန်တော်တို့ဒါ used to နဲ့တွဲပြီးတော့ပြောတယ်ပေါ့နော် used to ကိုသုံးပြီးတော့ပြောလို့ရပါတယ်ဗျာအဲ့တော့ used to ရဲ့အသုံးလေးဆိုလို့ရှိရင်ဒီအသုံးလေးကတော့အင်္ဂလိပ်မှာအရန်အသုံးဝင်ပါတယ် used to ကိုကျွန်တော်တို့ဒီအသုံးလေးတွေကိုလေ့လာပြီးတော့ကျွန်တော်တို့ဒီအင်္ဂလိပ်လိုလေ့ကျင့်လို့ရပါတယ် I used to be a teacher when I was 25 years old ပေါ့နော်ကျွန်တော်အသက်25နှစ်တုန်းကဆရာတယောက်ဖြစ်ခဲ့ပါတယ်သို့ပေမဲ့အခုဆရာမဖြစ်တော့ဘူးပေါ့နော်အဲ့တော့အဲ့လိုလေးပြောလို့ရတယ်ဗျာ used to be ဖြစ်ခဲ့တယ်ဆိုရင်ကြိုက်ခဲ့တယ်ဆိုရင် used to like ပေါ့နော်အဲ့လိုလေးပေါ့နော် used to ရဲ့အသုံးလေးတွေနောက်လေးကျွန်တော်ဗီဒီယို share မှာဆိုလို့ပါဝေကြားလေးတွေအများကြီးပြောလို့ရပါသေးတယ်ဗျအဲ့တော့ used to လေးကိုလေမှတ်ထားပြီးတော့လုပ်ကြည့်ပါဗျ